မင်္ဂလာပါအမတို့29ရက်နေ့ကြာလို့ရှိရင်ရန်ကုန်ဆက်ပြလက်တွေ့တင်တန်းရှိပါတယ်ရက်ကလည်းရန်ကက်နေပြီပေါ့နော်တင်တန်းနေရတော့2နေရာကျန်သေးတယ်စိတ်ဝင်စားတဲ့သူကအမြန်ဆုံးလက်အပ်ထားပါနော်အမတို့တင်တန်းကြီး6သိန်းခွဲဒီတစ်ချိန်နောက်ဆုံးမှာနောက်တစ်ချိန်နေစပြီးတော့9သိန်းခွဲဖြစ်ပါမယ်တင်တန်းမှာတော့ပကံစေးအဝိရှော်ရေချိုးတဘာဝရှမ်ပူဆက်ပြခဲဖူဂျီလိုဆက်ပြခရင်ဆိုပြီးတော့6မျိုးတင်လိုက်မယ်လက်တွေ့မှာ6မျိုးတင်ပြီးလို့ရှိရင်10မျိုးရှိတဲ့ online class တွေကိုထည့်ပေးလိုက်မှာဖြစ်ပါတယ်အဲ့ဒီ10မျိုးရှိတဲ့ online class ကနောက်ထပ်4မျိုးပါလဲဆိုတော့ scratch တနည်းရဲ့လက်စေးရဲ့မန်ဂျီစေးရဲ့ hair connection တနည်းရဲ့ဆိုပြီးတော့မှနောက်ထပ်4နည်းထပ်ပါမယ်အဲ့ဒီ10မျိုး online class ကတင်တန်းချင်း9သိန်း5000ရှိပါတယ်အဲ့ဒီထဲကိုအမတို့လက်တွေ့တင်တန်းတက်တဲ့သူတွေကို free pay join လိုက်တာပေါ့နော်အဲ့တော့စိတ်ဝင်စားတဲ့သူတွေကအမြန်ဆုံးလက်အပ်ထားပါအမတို့စမ်းကြောင်းမြို့နယ်အာရှတော်ဝင်စေးရုံအနီးပြီးလို့ရှိရင်အမတို့ capital supermarket နဲ့မျက်နှာချင်းစိတ်တဲတဲကခဲရောက်ကွန်ဒို9လွတ်မှာဖြစ်ပါတယ်မနေ့8ခွဲရောက်မနေ့9ညနေ9တရက်ပြည့်တင်တန်းမှာတရက်ပြည့်တင်တန်းမို့လို့လဲခုနကလိုမျိုးပေါ့နော်online class ကို free pay join တာဖြစ်ပါတယ်စိတ်ဝင်စားတဲ့သူအမြန်လာအပ်ထားပါနော်2နေရာပဲကြက်ပါတယ်